ကဲဒါလီဆပ်ပါမင်္ဂလာပါနော်နေတို့ကိစ္စတူတူလေးရေပန်းစောနေတို့ပြောလိုက်အောင်မယ်နော်မျက်စိမှလည်းနောက်နေပြီးပြောလို့ပြီးကြပြီလားဆိုလို့ပြီးကြပြီလားဘယ်လိုလဲအရှင်းနေနေတို့ဟာဘာကြလောက်ရလဲသူတို့ဘာကြဒီကိစ္စဗီဒီယိုရိုက်ရတာလဲဆိုနေတို့ကိုတယောက်တည်းရိုက်တာပါမဟုတ်လားနော်နေတို့ကနေနေတို့ကိုခိုင်းတော့သူတို့လောက်ရတာပဲရှိလဲမယ်နော်ဒါကအသက်နဲ့ပတ်သက်လာရင်အသက်ပဲရွေးရတော့မယ်လေဟုတ်တယ်မလားလူဆိုကြားတယ်နော်ဟိုဖရက်ဘက်ကခေါ်တယ်ရေပဲလေဟမ်သူတို့လက်ခုပ်တွေကရေပဲသူတို့ကဒါလောက်ဆိုရွေးကောက်ခွေးကတိုင်လာပြီလေနှိလာပြီဆိုတော့သူတို့ဒါလောက်ဆိုလောက်ပေါ့ဟုတ်တယ်မလားလောက်ဆိုလောက်ရတယ်လေဒါကအသက်မခံနိုင်ဘူးလေနေတော့မှနောက်မှမိသားစုရှိတယ်အသက်မခံနိုင်ဘူးဒါလေးလောက်လို့ဘာမှမဖြစ်သွားဘူးဟုတ်တယ်မလားနေတော့မျက်နှာခွက်မှာပိုးလွင်ပြီးတော့ဟမ်တိတ်သူပြေသားရှစ်တယ်ဆိုတဲ့သူမဟောမျက်မြင်မှာပိုးလာပြီးတော့သူမျက်နှာမှာနော်အဲ့ဒါလေးကိုနင်းနေတွေ့ကြပါလို့နော်ပြိုးရှင်နေကိုပြိုးရှင်နေကိုဆိုးရှင်နေဆိုပြီးမျိုးလိုက်ပြိုးလို့မရဘူးကြားတယ်နော်ဟိုဖရက်ဘက်ကခေါ်တယ်နေတော့ကြားတယ်နော်ဒီဇက်ကရဲလိုက်တာနေတို့တိုင်တာနေတို့လူဆိုးနေတို့တယောက်ဆောင်ဟုတ်လားအားရပဲလားဟမ်နေတို့ဗမာလူမျိုးမှာလေဗမာလူမျိုးပဲပြိုးလေမြဲကိုနေတို့ကိုမထိခိုက်တာနဲ့လို့နေတို့ကိုရခိုင်လူတို့ကပြိုးလိမ့်မယ်နေတို့မြဲကိုငါတို့ရခိုင်လူမျိုးထိမပြိုးဘူးဖို့ချင်းနေနော်ချင်းနေနော်ကြီးအဲ့တော့ချင်းနေနော်နေတို့မြဲကိုရခိုင်လူမျိုးရောက်တင်ပြိုးလို့ရှိလားမရှိဘူးတော့မရှိဘူးချင်းနေနော်တာကြီးတို့ရခိုင်လူမျိုးနေတို့ကိုနေတို့တင်ပြိုးဆိုတာကြောမရှိဘူးရခိုင်လူမျိုးတွေဥနှောက်ရှိတယ်နော်ဒါဘာကြရဲလဲဟမ်နောက်မှသူ့မှာနေတို့မှာနောက်မှမိသားစုဆိုရှိတယ်အဖေမခိုင်နိုင်တော့ဘူးလေဟုတ်တယ်မလားချင်းနေနော်ဒါရိုက်ဆိုရိုက်ပြလိုက်ရတော့မယ်ဟုတ်တယ်မလားဟမ်အဲ့ဒါကိုတင်တယ်ပြီးတော့စေးနေရတာတော်တော်လေးအလိုက်လို့နေရှင်ရတာပေါ့ဟုတ်လားကိုယ်ကလိုက်လို့ရှင်ရခွေးဟုတ်လားဟမ်နေပပလူဆိုတာထမဲစားဦးနှောင်းနဲ့နေပပစိတ်စားကြလေဟုတ်တယ်မလားဦးနှောင်းရှိမှစကားကိုပြောလို့ရတယ်ဦးနှောင်းမရှိစကားပြောလို့မရဘူးငါတို့ကဘယ်သူ့ကိုမဆိုဝေးဖမ်းတယ်။အိုးဒါကဒီလိုရှိတယ်ရှိဖို့အကောင်လုံးဝေးဖမ်းပြီးတော့ငါတို့ဘယ်သူ့ကိုမှတန်ပြီးတော့မစေဘူး။ငါတို့ရခိုင်လူမျိုးကလေငါတို့ရခိုင်နေတို့ကိုပြောလိုက်မယ်နော်။ငါတို့ရခိုင်လူမျိုးတော်တာတော့မစေဘူး။ဦးနာရှိတယ်။ဒါဘာကြောင့်လောက်ရတယ်ဆိုတာနေတို့နောက်မှမိသားစုရှိလို့သူဒီလိုမျိုးလောက်တိုက်ရတဲ့အကွက်တယ်နော်။နေတို့ကိုဒီလိုလောက်ဆိုဒီလိုလောက်လောက်ရတော့မလဲဒီလိုကဆိုဒီလိုကရတော့မလဲနေတော့အမေတွေနေတော့အဖေတွေဒီလိုခိုင်းလိုက်စီဒီလိုလောက်ရမှာပဲဟုတ်တယ်မလားချင်းနေနော်ဟိုဖက်ဘက်ကခေါ်တယ်အဲ့မဟောင်းနဲ့နော်ကိုကသုံးတတ်တာပေါ့နော်ဒါပဲပမာက